ဘောရဘာသာမြန်မာပြည်သူပြည်သားများကဘာသူကဘာသားများနဲ့နတ်လူမြန်မာပေါင်းပညာရှိသူတော်ကောင်းတို့ဒီသတော်ဟာဆိုလို့ရှိရင်တော့တစ်တော့ဆယ်လီတစ်တော့မင်းသားဆရာတော်ဦးစောတိကဓမ္မဒုက္ခအကြောင်းဆရာတော်ဦးစင်းကြီးဖြစ်ပါတယ်ဒီဦးစင်းဟာဆိုလို့ရှိရင်ဓမ္မနဲ့အာရမခွဲခြားမသိပါပဲဓမ္မအမေးဖြေတွေလို့ပြီးတော့ဒါဘုရားဘာသာတွေကိုလိမ့်စားနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါပုဂ္ဂိုလ်ဖြစ်တဲ့ဓမ္မအာရမခွဲခြားမသိတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒါတင်ပြပါမယ်ဒါထီစာအုပ်ဟာဆိုလို့ရှိရင်တော့ဒါကျွန်တော်ကိုယ်တိုင်2012ခုနှစ်လွန်ခဲ့တဲ့73နှစ်ကထုတ်ခဲ့တဲ့လက်မထောင်ကြီးပြောဝင်စီစာအုပ်ဖြစ်ပါတယ်ဒီစာအုပ်စာမျက်နှာ325မှာနီမလမ်းမတွေကိုဒါနီမလမ်းမထင်ပြီးဟောပြောခဲ့တဲ့ဝါဒပေါင်း20ရှိပါတယ်အဲ့ဒီဝါဒ20ကိုကျွန်တော်အနေနဲ့ထုတ်ဖော်ပြပါဦးမယ်သုံးပြအပ်ပြီးတော့အာရမဝါဒစရင်တစ်ကြောက်သင်းမောဝါဒနိုင်ငံတော်တိကျဝိနည်းတော်အဖွဲ့အမှတ်1က23ရက်2လ1980ခုနှစ်တွင်အာရမအဖြစ်သုံးပြသည်ညွန်ကြားလာအမှတ်23တွင်ကြည်ပါနံပါတ်2ကလူသေးလူပြည့်ဝါဒတာမာတိသူရိတနာနှင့်ရွှေပြီးဓမ္မဝါဒနံပါတ်3ကကြောင်မတော်ရဝါဒနံပါတ်4ကကြောက်ပုံတော်ရဝါဒနံပါတ်5ကဥမာလာဝရဝါဒနံပါတ်6ကဓမ္မဝိနီတိဝါဒနံပါတ်9ကမုံညိုဝါဒနံပါတ်10ထွန်းထုံးလက်ကြံဝါဒနံပါတ်9တွင်ဒီဥပုံညာစာရဤသေသမုတ်ချင်းဆိုင်ရာဝါဒနံပါတ်10မော်လမြိုင်မြို့ရွှေဝါမြိုင်ကျောင်းနေသိန်းတင်သမုတ်မှုဆိုင်ရာဝါဒနံပါတ်17စံကလေးဝါဒနံပါတ်12မဂုတ်ဝိရိသယမဂုတ်ဝါဒနံပါတ်13ဘေကုဏီဘာဝဝါဒနံပါတ်14ပရိသတ်သမုပ္ပါဖြတ်လန်းဆယ်ရစကံအထုသင်္นานကြားနဲ့ပါတော့အမားကြီး2ရက်နံပါတ်15မုံညင်မြို့ဥခေမိန်ဒနဲ့ဥဝိစိတသာရာဘိဝန္တာတို့ဤဝါဒနံပါတ်16မြေကျင်နာဥဝိစိတသာရဝါဒဝိနည်းစယနံပါတ်19မိုးပြဝိနည်းစယမိုးပြဝါဒနံပါတ်18ညာနာစာကြီးဆရာတော်ဤအာရမဝါဒနံပါတ်19သုလေဥမြင့်သိထေရဝါဒအမိကံဝါဒနံပါတ်20ဥမြတ်သိထင်းဝါဒဒါအာရမဝါဒ20ဖြစ်ပါတယ်ဒီဝါဒ20ဟာနီမလမ်းမတွေပါနီမလမ်းမတွေကိုနီမလမ်းမထင်ပြီးကျင့်သုံးနေကြတဲ့ပုံကိုယ်တွေဟာဒီတရားစကားတွေဖွင့်နေတဲ့ပုံကိုယ်တွေဖြစ်ပါတယ်အထူးပြောချင်တာကမောဂဝိနည်းဆရာဒီဝါဒ20မှာမောဂဝိနည်းဆရာဥပဒေကိုချိုးဖောက်ပြီးတော့ဒီကနေ့ဒါကျင့်သုံးနေကြတဲ့ပုံကိုယ်တွေရှိတယ်မောဂဝိနည်းဆရာဝါဒဆိုတာနိုင်ငံတော်တိကျဝိနည်းတို့အဖွဲ့အမှတ်စနစ်က28ရက်3လ2005နှစ်တွင်ဟောစဉ်တရားစာအုပ်နှင့်တန်သွင်းခွေရှိဟောတရားများမှာအချို့သောအချက်များကိုသဘောတူဝန်ခံဂရိပြုထားတဲ့အတိုင်းပယ်ဖြတ်ပြင်ဆင်ဖြည့်ဆွတ်ရန်ဆုံးဖြတ်ထားပါသည်မဂုတ်ဝိနည်းဆရာတွင်ကြည်ပါဒါဆုံးဖြတ်ထားပါတယ်ဒါနံပါတ်14မှာဆိုလို့ရှိရင်တော့လေပရိသတ်သမုပ္ပါဖြတ်လန်းဆယ်ရစကံအထုသင်္นานကျမ်းတဲ့ပါတော့အမကြီး2ရက်ဒါဥက္ကိတိတာရအောင်ဆန်းတော်ရတအူချောင်းအေးစင်မြို့နယ်ရန်ကုန်တိုင်းနိုင်ငံတော်တိကျဝိနည်းတော်အဖွဲ့အမှတ်14က22ရက်6လ2006နှစ်တွင်အာရမဝါဒပြီးဆုံးဖြတ်ထားပါတယ်ဒီလိုအာရမဝါဒနီမလမ်းမတွေကိုဒီကနေ့တိုင်ခေါ်ပြောနေတာကိုဒီဖေဖို့မင်းသားတစ်တော်မင်းသားတစ်တော်ဆယ်လီဦးစင်းကြီးကမပြောဝဲပါဘူးဒါဟာနီမလမ်းမကြီးကိုထောက်ခံနေတဲ့အတွက်မူသားဆိုသူလဲတယောက်အမှန်တရားကိုဖုံးကွယ်သူလဲတယောက်ထိုသူနှစ်ယောက်တို့သည်ငရဲသူလာကြရလိမ့်မည်ဆိုတဲ့မြတ်စွာဘုရားတုံတရီပရိဘာဇိကဝတ္ထုမှာဟောတော်မူကြရဤကဲ့သို့ပရိယတ္တိပฏิပတ်တိမလုတ်ဂန္ဓာဒုရမလုတ်ဝေဒနာဒုရလည်းမလုတ်ဖဲနဲ့ဖဲဖုတ်ဆယ်လီတစ်တော့မင်းသားတစ်တော့ဆယ်လီလုံနေပြီးတော့စီဝါရှာနေတဲ့ဒီယဟန်သည်ဒီဥစဉ်ကြီးသည်မုတာဝါဒီ
ပညာမဲ့ဒုတ်တီလယဟန်ဖြစ်ပါကြောင်းဒီနေရာမှာဒီပြောဖြည့်ရှင်းသိစေအပ်ပါသတည်းအားလုံးကြမ်းမှချမ်းသာစွာဖြင့်သူတော်ကောင်းတရားပွားများအားထုတ်နိုင်ကြပါသည်အမားကိုရှောင်အမှန်ဆောင်ဖြူအောင်စိတ်ကိုထားနိုင်ကြပါသည်ကိုသတည်းသာဓုသာဓုသာဓု